ကမ္ဘာပေါ်က Motorsport ပြိုင်ပွဲတွေအားလုံးထဲမှာအန်ဒီရဲ့အများဆုံးနဲ့အတီးပြောက်အများဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Ironman TT 2026 ပြိုင်ပွဲကိုဒီနေ့မေလ25ရက်နေ့ကနေဇွန်လ6ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။အန်ဒီရဲ့အများဆုံး Motorsport ပြိုင်ပွဲဆိုတာကျွန်တော်ရှောက်ပြီးတော့အားရှိနေတာလုံးဝမဟုတ်ပါဘူး။ဒီပြိုင်ပွဲက Guinness World Record မှာ The Most Dangerous Motorsport Events in the World ဆိုပြီးတော့စံချိန်တင်ထားတဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။တချို့တွေကပြောလိမ့်မယ် Takaroli တို့ The Old Formula 1 တို့ကမှလုံးဝအနည်းများတဲ့ပြိုင်ပွဲဆိုပြီးတော့ပေါ့ဒါပေမဲ့ Formula 1 ပြိုင်ပွဲတွေကတမိုင်းတစ်လျှောက်လုံးမှာတည်ဆုံးသူအယောက်50ဝန်းကျင်ပဲရှိခဲ့တယ်။ Takaroli ဆိုရင်ကားရောဆိုင်ငယ်ရောအကုန်ပေါင်းမှာအသက်ဆုံးရှုံးသူကအယောက်80လောက်ပဲရှိကြတာ။ဒါပေမဲ့ Ironman TT ပွဲမှာစတင်ကျင်းပတဲ့1909ခုနှစ်ကနေယနေ့အချိန်ထိအသက်ဆုံးရှုံးသူပေါင်း268ယောက်ဝန်းကျင်ထိအောင်ရှိတယ်ဗျ။ Ironman က Closed Circuit Track တွေသူ့အတွက်တခြားတိစောက်ထားတဲ့ကွင်းတွေမှာရှင်ပြိုင်တဲ့ပွဲမျိုးလုံးဝမဟုတ်ဘဲနဲ့ကျွန်းပေါ်မှာရှိတဲ့အများပြည်သူတွေတုံးနေတဲ့ Public Road ပေါ်မှာပဲရှင်ပြိုင်ရတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။လူနေရက်ကွက်နဲ့အင်ဂျီတွေကြားတဲ့ကိုဖြတ်မောင်းရတာတွေရှိနေတစ်ပင်တွေကြောက်တုံး Alright တွေကြားထဲမှာတလောက်အရှိန်နှုန်းကြီးနဲ့မောင်းနေရတာကတော်တော်လေးပြည့်ပြည့်စရာကောင်းပါပါတယ်။လဲလို့မှောက်လို့မှားလို့ဆိုပြီးတော့အန်ဒီရဲ့ကင်းကင်းနဲ့အနားယူပြီးချောထွက်သွားမဲ့လမ်းကြောင်းမျိုးလုံးဝမရှိပါဘူး။ခမရက Alrightကြီးပဲဝင်ကြုံမလားကဘားတွေကိုကြသွားမလားတစ်ပင်တော်ကြီးပဲဝင်သွားမလားဒါပဲရွေးချယ်စရာရှိပါတယ် Public Road ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်လမ်းမှာရနေတဲ့ grid တွေကလည်းလုံးဝမတူညီလာပါဘူးဆိုတော့ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့တည်တဲ့ GD အကြောင်းလေးတွေကျွန်တော်ဆက်ပြောပြပါမယ်ကျွန်းပတ်လမ်းရဲ့အလျားက39.3မိုင်ရှိမယ်အကွေပေါင်း200ကျော်ရှိပြီးတော့ top speed ကီလို320ဝန်းကျင်နဲ့အများပြည်သူအသုံးပြုတဲ့တာမန် Public Road မှာမောင်းနှင်ရှင်ပြန်ရတာမလို့အတော်ကိုအန်ဒီယန်များလုံးလာတာဖြစ်ပါတယ်ပြိုင်ပွဲကျင်းပရာဖြစ်တဲ့ Ironman ကျွန်းလေးက Ireland ပင်လယ်ထဲမှာရှိတဲ့ကျွန်းလေးဖြစ်ပြီးတော့ Scotland, England, Wales နဲ့ Ireland နိုင်ငံတွေကပတ်လည်ဝိုင်းထားတာဖြစ်ပါတယ်ဒီ38မိုင်ဝန်းကျင်ရှိတဲ့ကျွန်းပတ်လမ်းပေါ်မှာ Snaefell တောင်ပေါ်ကိုတက်ရတဲ့အပိုင်းကအခက်အခဲဆုံးအပိုင်းဖြစ်ပြီးတော့အန်ဒီယန်များသောအပိုင်းမှာတဲ့အမြန်ဆုံးနဲ့အတွေ့အကြုံရင်းဆုံး rider တွေကဒီ38မိုင်ဝန်းကျင်ရှိတဲ့ကျွန်းပတ်လမ်းကို19မိနစ်ဝန်းကျင်နဲ့အရောက်မောင်းနိုင်ပြီးတော့ဒီကွင်းတစ်ပတ်လုံးမှာသူတို့မောင်းတဲ့ average speed ကကီလို200ကျော်ဝန်းကျင်ဖြစ်ပါတယ် top speed ကတော့ကျွန်တော်ရှေ့မှာပြောထားတဲ့အတိုင်းပဲကီလို320ဝန်းကျင်ကဖြစ်ပါတယ်ညလုံးနဲ့မြောင်ပြောရရင်ကဘာပေါ်မှာပြိုင်ပွဲအတွက်အသုံးပြုဖို့အတွက်တိကျတိစောက်ထားတဲ့အရှည်ဆုံးကွင်းက Silverstone Grand Prix Circuit ဖြစ်ပြီးတော့အရှည်ကတော့ 3.66 မိုင်ဖြစ်ပါတယ်ကွန်နာလို့ခေါ်တဲ့အကွေပေါင်းက18ခုပါဝင်ပြီးတော့ဒီကွင်းအတွက် average speed ကကြတော့ကီလို180ဝန်းကျင်ပဲရှိပါတယ်။ပြိုင်ပွဲအတွက်တေချာဖန်တီးထားတဲ့ကွင်းတွေကိုအပတ်ရည်အများကြီးပတ်ပြိုင်ရတဲ့ဘယ်ပြိုင်ပွဲမဆို Ironman ပွဲရဲ့မောင်းရတဲ့ခရီးအကွာဝေးတာကိုမမီပါဘူး။ Ironman ပွဲမှာဆိုင်ကယ်အမျိုးအစား class အပေါ်ကိုမူတည်ပြီးတော့ဒီကျွန်းပတ်လမ်းကို3ပတ်ကနေ6ပတ်အထိရောက်မှမောင်းနေရှင်ပြန်ကြရတာမျိုးပြ။အကယ်၍တင်က6ပတ်တောင်မောင်းရမယ်ဆိုရင်ပွဲအစကနေပွဲအဆုံးထိစုစုပေါင်းအကွာဝေးက226မိုင်ဝန်းကျင်ဖြစ်သွားမှာဖြစ်ပါတယ်။နှစ်စဉ်မေလကုန်ကန်နီးနဲ့ဇွန်လအစမ်းပိုင်းမှာကျွန်းပေါ်မှာရှိတဲ့ Public Road တွေကိုနှစ်ပတ်ကြာပိတ်လိုက်ပြီးတော့တရားဝင်ပြိုင်ပွဲကျင်းပပါတော့တယ်ဗျာဒီလိုနဲ့ပဲတာမန်ပြည်သူတွေတုံးနေတဲ့ကျွန်းပတ်လန်းလေးကကဘာအန်ဒီရဲ့အများဆုံးနဲ့စိတ်လှုပ်ရှားမှုကိုအပေးနိုင်ဆုံးပြိုင်ခွင့်အဖြစ်ပြောင်းလဲသွားပါတော့တယ်Ironman ပြိုင်ပွဲမှာ Superbike TT ကအမြင့်ဆုံးနဲ့အကျန်းဆုံး class ဖြစ်ပါတယ် 1000cc လေးလုံးတို့ဘိန်းတွေကိုမြင်းကောင်ကြီး200ကျော်လို့ modify လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိန်းတွေရဲ့ performance နဲ့ top speed က WSPK ဘိန်းလို့ MotoGP ဘိန်းတို့နီးပါးလောက်ကိုတွားကြပါတယ်ဒုတိယနေရာမှာရှိတဲ့ပွဲစဉ်ကတော့ Senior TT ပွဲစဉ်ဖြစ်ပါတယ် Ironman ပွဲစဉ်ထဲမှာ Honorary ပဲအဖြစ်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်သူကတီးတက် Super ရတဲ့ပွဲဖြစ်ပြီးတော့ဆိုင်ကယ်တွေကတော့ရှေ့မှာရှိတဲ့ Superbike TT ရဲ့ဘိန်းတွေကိုပဲပြန်လဲအသုံးပြုတာများပါတယ်ဒီပွဲကပြိုင်ပွဲရဲ့နောက်ဆုံးပိတ်နေမှာအရက်ကျန်းလွန်ပြီးတော့တရားမှာမကြောက်တဲ့အတွေ့အကြုံရင်း rider ကြီးတွေစုပြီးတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်အပြတ်အသတ်နှွှဲကြတဲ့ပွဲဖြစ်ပါတယ်နောက်တစ်ပွဲကတော့ Super Sport TT ဖြစ်ပြီးတော့ကျွန်တော်တို့လမ်းပေါ်မှာမြင်နေရတဲ့ 600cc လေးလုံးတို့ဘိန်းတွေကနေ 955cc နှလုံးတို့ဘိန်းအထိခွင့်ပြုတဲ့ပြိုင်ပွဲအမျိုးအစားပေါ့ရှင်ပြိုင်မှုအလွန်ပြင်းထန်တဲ့ပွဲစဉ်တစ်ခုဖြစ်လို့ကြည့်ရတာတော်တော်ကောင်းတဲ့ class ထဲမှာလည်းပါတဲ့အမျိုးအစားဖြစ်ပါတယ်နောက်တစ်မျိုးကတော့ Super Stock TT ဖြစ်ပါတယ်နာမည်အတိုင်းပဲလုံးဝစက်ရုံထွက်ဘိန်းတွေကို stock အတိုင်းပဲထားပြီးတော့ရှင်ပြန်ကြရတာမျိုးပြစက်ရုံကထွက်လာတဲ့အတိုင်းပဲဘာမှပြုပြင်ပြောင်းလဲမှုကြီးကြီးမားမားမလုပ်ရဘဲနဲ့ပြိုင်ပွဲရဲ့စီမင်းစည်းကမ်းအတိုင်းလေးပဲထားပြီးတော့ပြိုင်ရတဲ့ပွဲစဉ်ဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Super Twin TT ဖြစ်ပါတယ်သူကလည်းနာမည်အတိုင်းပဲနှလုံးတို့တွေရှင်ပြန်ရတဲ့ပွဲဖြစ်ပြီးတော့ 900cc အထက်တော့ကျော်လို့မရပါဘူး Kawasaki ရဲ့ 650cc Parallel Twin Engine ကိုအသုံးပြုထားတဲ့ Modify ဆိုင်ကယ်တွေခုနောက်ပိုင်းဆိုရင် Aprilia ရဲ့ RX660 တို့ Yamaha ရဲ့ R7 တို့ကဝင်ရောက်ရှင်ပြန်ကြတဲ့ပွဲစဉ်ဖြစ်ပါတယ်နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့
ဘေးတွဲဆိုင်ကယ်တွေပါဝင်ရောက်ရှင်ပြန်ရတဲ့စိုက်ကား TT ဆိုတဲ့ပွဲစဉ်ကလည်းရှိပါသေးတယ်ဆိုတော့ကိုလူတွေသာစိတ်ဝင်စားရင်တော်ရုံလူပြောပြခဲတဲ့ဒီပွဲရဲ့တခြားအချက်လက်တွေအကြောင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုထပ်လုပ်ပေးပါဦးမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခုနိုင်ပါ